Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ live ပေါ်မှာပါမုံတက်ကြော်ဆိုပြီးတော့ခက်စားနေရတဲ့ဖြိုးအိမ်မှာလိုက်လို့စားဖြစ်ရင်းနဲ့လုံနေလေးကိုပြန်လည်ညှောက်ဝေပေးလိုက်ပါတယ်ရှင်လုံနေလေးရဆိုလို့ရှိရင်လည်းအရန်လွယ်ကူပြီးတော့ပေါင်ပစ္စည်းကလည်းတော်တော်လေးကိုနေပါတယ်ပထမဆုံးဖြိုးတို့ကြောက်ကြောကျိုးပေးရန်အတွက်ကျိုးမဲ့အိုးလေးကိုရေသန့်1200 ml ကိုထည့်ပေးလိုက်ပါတယ်လီတာနဲ့ဆိုလို့ရှိရင်တော့1လီတာကျော်လောက်ပေါ့နော်ပြရတဲ့သူတွေကိုဖြိုးကကြောက်ကြောမှုတ်ကိုထမင်းစားဆုံးမောင်းနှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြရတဲ့ခဏလောက်ပေါ့နော်9မိနစ်လောက်နှက်ထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ဖြိုးတို့ကြောက်ကြောထက်မဲ့ဘန်းလေးထဲကိုပေါင်မုတ်လေးတွေအခုလိုမျိုးလေးပေါ့နော်စစ်စစ်ရေးလေးထည့်ပေးလိုက်ပါမယ်နော်ဒီမုတ်မှာပေါင်ပစ္စည်းကတော်တော်လေးကိုနေပါတယ်အဓိကကြောက်ကြောရဲ့တကြားရဲ့ပေါင်မုတ်ရဲ့ပေါ့နော်နှက်ထားတဲ့ကြောက်ကြောအိုးလေးကလည်း9မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့သူ့တွေကိုတကြားထမင်းစားစွန်းနဲ့6စွန်းစားလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့စားလက်ဖက်ရည်ဆိုရင်တစ်ဝက်စားလောက်ကိုပါထည့်ပြီးတော့သမထွားအောင်မှွေထားပေးလိုက်ပါတယ်ဒီနေရာမှာအချိုကြရင်တော့တကြားကိုပို့ထည့်ပေးနိုင်ပါတယ်နော်ဖြိုးရမှွေသွားလိုက်တာနည်းနည်းလေးသမထွားပြီဆိုလို့ရှိရင်တော့မျိုးပေါ်နေပြီးတော့ကြိုသွားပေးလိုက်ပါမယ်နော်ဒီကြောက်ကြောအိုးလေးကပွက်ပွက်ဆူပြီးတော့နည်းနည်းလေးပြစ်လာတဲ့အထိကြိုသွားပေးလိုက်ပါတယ်ဒီမမဆိုလို့ရှိရင်ပါပစ္စည်းလည်းအရန်နေတယ်ပေါ့နော်။မိုးရရတာလေးရဆိုလို့ရှိရင်ဖြိုးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ရင်နှုတ်စိမ့်တို့နှုတ်စီတို့ပေါ့နော်။အဲ့ဒါလေးနဲ့ရောပြီးတော့ကြိုရင်တော့ပို့ပြီးတော့ရတာကောင်းမယ်လို့ထင်ပါတယ်။တကယ်လို့ကိုကအီရာတို့စိတ်တာတို့မကြိုက်ဘူးဆိုလို့ရှိရင်တော့အဆင်ပြေပါရဲ့ရှင်ဒီနေ့လေးရတော့သူရတာလေးရဆိုလို့ရှိရင်ဒီကအချိုတက်နဲ့ဒီပေါင်းမရတာလေးပေါ့နော်ဒါကတော့ဖြိုးတဲ့တစ်ခါမှမလုပ်စားဘူးပေါ့နော်လိုင်းပေါ်မှာတွေ့ရနဲ့လောက်စားကြည့်ချင်တာနဲ့ပေါ့နော်လောက်စားကြည့်တာလေးပဲဖြစ်ပါတယ်ရှင်အရတာလေးကတော့ခဏပြောတဲ့အတိုင်းပေါ့နော်အချိုတက်လေးနဲ့ဒီပေါင်းမရတာလေးပဲရပါတယ်နော်တကယ်လို့ကိုကအီရာတို့စိုက်တာတို့ကြိုက်တယ်ဆိုလို့ရှိရင်ဖြိုးပြောသလိုမျိုးလေးပေါ့နော်နှုတ်စီတို့နှုတ်စိန်တို့ပြီးတော့အုံတို့ကိုထည့်ပြီးတော့ချုပ်ပေးပါလို့အချက်ပေးချင်ပါတယ်ရှင်ကဲဖြိုးတို့ရဲ့ကြောက်ကြောအိုးလေးကပွက်ပွက်ဆူပြီးတော့နည်းနည်းလေးပြစ်လာပြီဆိုလို့ရှိရင်တော့ခဏကအစစ်သိပ်ပြထားတဲ့ဘန်းလေးထဲကိုလောင်ထည့်ပေးလိုက်ပါမယ်လောင်ထည့်ပြီးလို့ရှိရင်တော့သူ့ကိုလုံးဝအေးသွားတဲ့အထိပေါ့နော်အေးခဏပေးလိုက်ပါမယ်ရှင်ဖြိုးကပမောက်လေးတွေနစ်သွားလို့ခုလိုမျိုးလေးဇုံးလေးနဲ့နှစ်ပေးလိုက်ပါတယ်ကဲပြီးရင်တော့သူ့ကိုလုံးဝအေးသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်ဖြိုးကတော့အပြင်မှာပဲသူ့ကို1နာရီ2နာရီလောက်ပေါ့နော်ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါတယ်ရှင်ဖြိုးတို့အေးခံသွားလိုက်တာလုံးဝအေးပြီးခဲသွားပြီဆိုလို့ရှိရင်တော့ကိုစိတ်ကြိုက်တုံးချီသေးကိုလှိဖြတ်ပြီးလို့ရှိရင်သုံးဆောင်နိုင်ပါပြီရှင်ခုလိုမျိုးလေးတုံးပြီးတော့ရေကလေးတာထဲမှာထည့်ပြီးစားရင်တော့ချိုချိုအေးလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်တွေ့ရရောင်စင်လေးကတော့ကြားချစ်စရာလေးပေါ့နော်ရတာလေးကလည်းမစိုးပါဘူးเนาะကဲအခုဆိုလို့ရှိရင်တော့ချိုချိုအေးအေးလေးနဲ့တမျိုးလေးစားလို့ကောင်းတယ်ကျိုးတို့ရဲ့ပါမိုးကြော်လေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးနောက်ဝေးတဲ့မှာပြန်ဆုံးကြမယ်เนาะအားလုံးပဲဘိုင်